မင်္ဂလာပါခင်ဗျာကမ္ဘာဖလားဘောလုံးပြိုင်ပွဲတွေအကြောင်းပွဲကြိုသုံးသက်ချက်ဖြစ်တင်ဆက်ပေးနေတဲ့ August Special စီစဉ်လေးပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့မှာတော့ကျွန်တော်နဲ့အတူကိုကျော်စောနဲ့ကိုစောထက်အောင်တို့ကသုံးသက်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကိုကျော်စောရေမင်္ဂလာပါကိုပြပြလိုက်မင်္ဂလာပါကိုစောထက်ဟုတ်ကဲ့မင်္ဂလာပါဗျအဲ့တော့ဒီနေ့ August ပြိုင်ပွဲကတော့ကျွန်တော်တို့ဒါအကျင်းပလာတာလက်ရှိဆိုရင်တော့3ရက်မြောက်နေ့ကိုရောက်ရှိလာပြီပေါ့လေအဲ့တော့ဒီနေ့မှာကျွန်တော်တို့ဒါကာတာဆွစ်ဇာလန်ဘရာဇီးမော်ရိုကိုဟေဒီစကော့တလန်ဩစတြေးလျတူဂီရဲ့ဂျာမနီကူရာကာအိုတို့ပြိုင်ပွဲတွေဒါကျွန်တော်တို့သုံးသက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီထဲမှာကျွန်တော်တို့ဘရာဇီးနဲ့မော်ရိုကိုဒါဩစတြေးလျနဲ့တူဂီရဲ့အကြောင်းကတော့အဓိကသုံးသက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့ Group C ကဘရာဇီးနဲ့မော်ရိုကိုအသင်းရဲ့အကြောင်းစပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘရာဇီးကတော့လက်ရှိဒါချန်ပီယံ9ချိန်ဆက်ရထားခဲ့တာပေါ့လေမော်ရိုကိုကတော့သူ့အနေနဲ့9ချိန်မြောက်ထိဒါဝင်ခွင့်ရပြီးတော့ဒါခြေစစ်ပွဲရှစ်ပွဲသလုံးကိုသူကအနိုင်ရပြီးတော့ကျွန်တော်တို့ဒါကမ္ဘာဖလားကိုရှင်မြန်ခွင့်ရတာဖြစ်ပါတယ်ဗျအဲ့တော့ဘရာဇီးကတော့2002နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒါကမ္ဘာဖလားနဲ့ဝေးကွာခဲ့တာကြာခဲ့ပြီပေါ့လေအဲ့တော့လက်ရှိဘရာဇီးနဲ့မော်ရိုကိုရဲ့အခြေအနေလေးကိုကျော်စောကစပြီးတော့ဆွေးနွေးပြပါအောင်ဗျလက်ရှိအချိန်မှာတော့ဘရာဇီးကမော်ရိုကိုနဲ့ဆာလို့ရှိရင်တော့နည်းနည်းလေးလူအင်အားကျေပွင့်ကစားသမားပုံများတယ်ပေါ့ပြောချင်တော့ဒီမော်ရိုကိုမှာလည်းအဲ့လိုကစားသမားတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနှစ်သင်းရဲ့ကစားသမားတွေကိုနှိုင်းယှဉ်ကြည့်တဲ့အနေအထားမှာဘရာဇီးမှာတော့တဦးချင်းစွမ်းဆောင်ရည်ကောင်းမွန်တဲ့ဒီကစားသမားတွေပို့ပြီးတော့ပိုင်ဆိုင်ထားတာကိုကျွန်တော်တို့ပြောရပါပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ကဒီလိုပြောရခြင်းရတယ်ဒါဘရာဇီးကလည်းတည့်တဲ့အတိုင်းပါတကယ်ကန်ဝေးကစားသမားတွေဝေးဖွားတဲ့နိုင်ငံတစ်ခုဖြစ်တော့သူ့မှာတော့ဘောလုံးမျိုးဆက်ကတော့လုံးဝပြတ်တဲ့အနေအထားတော့မရှိဘူးပေါ့ဒိုကြီးတို့ပြီးတဲ့နောက်ပိုင်းမှာဒါအက်ဒရီယာနိုတို့လိုကစားသမားတွေပေါ်လာတဲ့အခုဒီအက်ဒရီယာနိုတို့လိုကစားသမားတွေပြီးတဲ့နောက်ပိုင်းမှာဒါနေမာတို့လိုကစားသမားတွေပေါ်လာတယ်ပေါ့ပြောမယ်ဆိုဘောလုံးမျိုးဆက်ပြတ်တဲ့နိုင်ငံမဟုတ်တဲ့အတွက်ကမ္ဘာဖလားတိုင်းမှာတော့သူကတော့အကောင်းဆုံးဆွဲဆောင်ရည်ဆွဲဆောင်ပြပြီးတော့သူ့စောင့်ကြည့်ရတဲ့ရတာကတော့ဒါကစားသမားတွေရဲ့ဆွဲဆောင်ရည်မှစောင့်ကြည့်ရတဲ့ရတာမျိုးပေးနိုင်တဲ့အသင်းပေါ့မော်ရိုကိုကကြတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါအသင်းလိုက်စုဖွဲ့မှုကိုအားကိုးပြီးတော့ဒီအာဖရိကအသင်းတွေPPဒါခက်စစ်ကျစ်လက်မှုနဲ့တံပြန်တွေကိုအဓိကအားကိုးပြီးကစားတဲ့အသင်းဖြစ်နေတော့ကျွန်တော်တို့မြင်ရတာပေါ့ပြီးခဲ့တဲ့2022ကမ္ဘာဖလားမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒါအာဖရိကသမိုင်းတစ်လျှောက်ဒါဆီမီဖိုင်နယ်တီတက်ပြီးတော့ဒါစတုဒ္ဒနေရာရခဲ့တဲ့အနေအထားမျိုးတီတောင်မှရှိခဲ့တာဆိုတော့ဒါပြီးခဲ့တဲ့2022မှာတော့ကျွန်တော်ဒါသမိုင်းသစ်ရေးထိုးနိုင်ခဲ့တယ်ပေါ့လက်ရှိဒီကမ္ဘာဖလားမှာလည်းသူ့အနေနဲ့ဘယ်လောက်ထိလုံးပြနိုင်အောင်လဲဆိုတော့ကျွန်တော်ဒီကစောင့်ကြည့်သွားပါပေါ့ဒါပေမဲ့လူရန်စုဖွဲ့မှုကြည့်မယ်ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့2022ကလူရန်စုဖွဲ့မှုနဲ့လက်ရှိလူရန်စုဖွဲ့မှုနဲ့ဆိုလို့ရှိရင်တော့နည်းနည်းကွာဟနေတာကိုကျွန်တော်တို့မြင်ရပြီးတော့ဒါကစားသမားဟောင်းတွေပဲပြန်ပါလာတဲ့အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဟာကီမီတို့ဒါပြန်ပါလာတာကိုမြင်ရတယ်အမရာဘတ်တို့ပြန်ပါလာတာကိုကျွန်တော်တို့မြင်ရတာပေါ့ပြီးကိုမာဘွန်တို့ပြန်ပါလာတာကိုမြင်ရတာပေါ့အဲ့တော့တိတ်ရေလူဟောင်းတွေလည်းပြန်ပါလာတာဖြစ်တဲ့အတွက်လူသစ်ကစားသမားဒီဥရောပတဝမ်းမှာဒါကလပ်အသင်းတွေမှာခြေစွမ်းပြနေတဲ့သူတို့ရဲ့မော်ရိုကိုနိုင်ငံသားကစားသမားတွေလည်းပြန်ပြီးတော့ဒါခေါ်လာတော့ကျွန်တော်မြင်ရပါအဓိကတော့ကျွန်တော် Real Madrid မှာကစားနေတဲ့ Brahim Diaz ကဒီသူ့ရဲ့အသင်းမော်တွေဖြစ်တဲ့ဒါVinicius Junior တို့နဲ့ပြန်ပြီးတွေ့ရမယ့်အနေအထားတွေလည်းရှိနေတာဆိုတော့ဒီပွဲစဉ်ကတော့တော်တော်လေးမြိုင်သွားမယ့်အနေအထားမှာရှိပါတယ်လက်ရှိမှာပြောရမယ်ဆိုရင်တော့ Morocco ကသူတို့ပြောရမယ်ဆိုရင်ဒီအာဖရိကနိုင်ငံများဖလားမှာတော့ဒါ final ပွဲစဉ်မှာအငင်းပွားပွဲရာတွေနဲ့ပင်နယ်တီအဆုံးဖြတ်တွေနဲ့ဒါစီနီဂေါကိုရှုံးသွားတယ်ဆိုပေမဲ့လည်းလက်ရှိမှာတော့သူကတော့ဒါသူ့ဒီချန်ပီယံအဖြစ်ပြန်ပြီးတော့ဒါအာဖရိကဘောလုံးဖွဲ့ချုပ်ကသတ်မှတ်ပေးတာဖြစ်တယ်သူကတော့ဒါလက်ရှိအနေအထားမှာအာဖရိကချန်ပီယံဖြစ်နေတာပေါ့အဲ့တော့အာဖရိကချန်ပီယံအသင်းနဲ့ဒီဘက်မှာအောင်မြင်မှုတွေဝေးကွာနေတဲ့ဘရာဇီးအသင်းဒါရှင်ပြိုင်မှုကတော့အုပ်စုစီမှာတော့ကျွန်တော်ဒါတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းနေတယ်ဒီပြီးခဲ့တဲ့ဒီ2023ခုနှစ်ကရှုံးခဲ့တဲ့ရှုံးပြေးကိုဘရာဇီးအနေနဲ့ပြန်ပြီးဆက်နိုင်မလားဆိုတော့ကျွန်တော်ဒီဘက်မှာစောင့်ကြည့်သွားရမယ့်အနေအထားပေါ့ဟုတ်ကဲ့ပါကိုစောထိုင်အဲ့တော့ဒါဘရာဇီးကလည်းဘာပြောအစင်လာကြီးမားတဲ့အသင်းမော်ရိုကိုကလည်းဒါချော့တွက်လို့မရတဲ့အသင်းဆိုတော့ကိုစောထောင်ရဲ့အမြင်လေးလည်းပြောပြပါအောင်ဗျာဟုတ်ကဲ့ပါဒါဘရာဇီးနဲ့မော်ရိုကိုကတော့ဒီအုပ်စုအဖွင့်ပွဲစဉ်တွေအားလုံးထဲမှာဒါစိတ်လှုပ်ရှားမှုအပြည့်စုံပေးမဲ့ပွဲစဉ်တစ်ပွဲဖြစ်တာမြင်တွေ့ရဖို့ရှိနေပါတယ်ဗျဟုတ်ကဲ့မှာတော့ဒါဘရာဇီးကတော့သူတို့ရဲ့ဒါ6ချိန်မြောက်ကမ္ဘာဖလားဆုဖလားကိုရယူဖို့အတွက်နီးပြအန်ဆယ်လော်တီနဲ့အတူဒါစူးစမ်းလာမဲ့အနေထားလေးလည်းဖြစ်ပါတယ်လက်ရှိမှာလည်းဒါပြင်သစ်တို့စပိန်တို့အင်္ဂလန်တို့အာဂျင်တီးနားဒါပေါ်တူဂီဒီလိုအသင်းတွေနဲ့လည်းအပြိုင်ကမ္ဘာဖလားမှာဆုရမယ်ဆိုပြီးတော့ရေပန်းစားနေတဲ့အသင်းတွေတင်းလည်းဖြစ်ပါတယ်သူတို့ကဒီအမေရိကန်မှာနောက်ဆုံးကျင်းပခဲ့တဲ့ဒါ1994ဒါကမ္ဘာဖလားမှာလည်းဒါဘရာဇီးကချန်ပီယံဖြစ်ခဲ့တဲ့ဒါစင်လာတွေလည်းရှိခဲ့တာကြောင့်ဒီတစ်ခေါက်အမေရိကန်မှာကျင်းပတဲ့ဒါကမ္ဘာဖလားမှာလည်းသူတို့ရဲ့ချန်ပီယံဖြစ်ကပ
ပို့ပြီးတော့ဒါပြိသက်တွေကြောင့်မှပို့ပြီးဒါမြင့်တက်နေတဲ့အနေအထားလေးလည်းဖြစ်ပါတယ်ဗျဒီ2002နောက်ပိုင်းမှာသူတို့ဒါစွမ်းဆောင်ရည်ကတိတ်ပြီးတော့ဒါမထူးမခြားဖြစ်ခဲ့တယ်ဒါ quarter final ထက်ကိုပို့ပြီးတော့ရောက်ခဲ့တာဆိုတစ်ချိန်လောက်ပဲရှိခဲ့တဲ့အနေအထားဆိုတော့ဒီပြိုင်ပွဲမှာတော့သူတို့ဒီထက်ပိုတဲ့ဒါရလတ်မျိုးကိုဒါစွမ်းဆောင်ပြနိုင်မလားဆိုတာလည်းဒါပြိသက်တွေကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်ဗျဟုတ်ကဲ့နောက်ပြီးတော့ဒီဘရာဇီးကဒီသူ့ရဲ့ဒီခြေစမ်းပွဲတွေဘာတွေမှာဆိုလဲဒါနောက်ဆုံး3ပွဲမှာဆိုလဲဒါတွင်းကိုက17ဂိုးထိရှိထားတဲ့အတွက်ကြောင့်တိုက်စစ်ကတော့တော်လေးဒါအားကောင်းနေအနေထားလေးဖြစ်ပါတယ်သူအနေနဲ့ဒီကမ္ဘာဖလားသမိုင်းမှာလည်းဒါဘရာဇီးကနောက်ပြီးတော့ဒါအသင်းတွေအားလုံးထက်ကိုပို့ပြီးတော့ဒါပွဲကစားထားတဲ့ဒါအတွေ့အကြုံရင်းနဲ့ဒါအသင်းကြီးသင်းဖြစ်တာကြောင့်မလို့ဒီဖွင့်ပွဲမှာလည်းသူတို့ကဒါအနိုင်ယူပြီးတော့ပေါ့နော်ဒါကမ္ဘာဖလားမှာသူတို့ရေပန်းစားတယ်ဆိုတော့တက်တေပြဖို့အတွက်အကောင်းဆုံးဒါပြင်ဆင်လာမဲ့အနေထားလေးလို့မြင်မိပါတယ်ဒါနောက်ထပ်ဒါမော်ရိုကိုကတော့ဒါဘရာဇီးနဲ့ရှင်တော့ဒါသမိုင်းကြောင်းရတော့ဒါတိတ်ပြီးတော့ရှင်လို့တော့မရခဲ့အနေထားဖြစ်ပါတယ်ဟုတ်ကဲ့ဒါပေမဲ့လည်းဒါသူတို့ရဲ့ဒီ9ရက်မြောက်ဝင်ဝင်ရတဲ့ဒါကမ္ဘာဖလားမှာလည်းအကောင်းဆုံးဒါလုံးပြနိုင်မှုတွေသူတို့ကလည်းပြင်ဆင်လာမှာတော့အသေးကြပါပဲဗျဒါလက်ရှိမှာတော့ဒါပြီးခဲ့တဲ့အားလုံးသိတဲ့အတိုင်း2022ကာတာဝါဖလားမှာသူတို့ကပြည်သက်တွေမထင်မထားလောက်တဲ့စွမ်းဆောင်ရည်မျိုးနဲ့သူဒါစတုထနေရာထိဒါရရှိခဲ့တဲ့အနေထားတွေလည်းဒါပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မလို့ဒီနေ့မှလည်းသူတို့ကိုထပ်ပြီးတော့ဒါပြည်သက်တွေကဒီထက်ပိုပြီးကောင်းတဲ့ရလဒ်မျိုးတွေဒါမြင်တွေ့ရမလားဆိုပြီးတော့လည်းဒါစိတ်ဝင်စားနေစောင့်ကြည့်နေကြတာဖြစ်ပါတယ်သူတို့အနေနဲ့ဒီအဆင့်ထိရောက်ခဲ့တာကသူတို့ဒါကံကောင်းခဲ့တာလားဆိုပြီးတော့ဒါဝေဖန်မှုတွေလည်းဒါရှိခဲ့တဲ့အနေထားမှာသူတို့ပြီးရတဲ့ဒါခြေစစ်ပွဲတွေမှာလည်းသူတို့10ပွဲသလုံးကိုဒါအနိုင်ယူပြီးတော့အာရဖလားကိုလည်းဒါတိမ့်ပိုက်ပြီးတော့ဒါတက်တည်ပြခဲ့သလိုဒီအာဖရိကဖလားမှာလည်းသူတို့ဘိုလိုပွဲထိဒါတက်ရောက်ပြီးတော့အကောင်းဆုံးစွမ်းဆောင်ရည်တွေကြတာထားတဲ့အသင်းတွေဖြစ်ပါတယ်ဗျမော်ရိုကိုအသင်းကတော့ဒီလက်ရှိမှာဒါသူတို့နောက်ဆုံးကစားခဲ့တဲ့ခြေစမ်းပွဲဒါ9ပွဲစလုံးကိုတော့ရှုံးနေထားတာတော့မရှိသေးဘူးနီးပြတဲ့ ORB ရဲ့ဒါအစုအဖွဲ့ကအခုချိန်မှာအချိန်ကောင်းနေသေးတယ်လို့ဒါပြောလို့ရတယ်သူခံစီပိုင်းကလည်းအတော်လေးအားရစရာကောင်းတယ်ဆိုတော့ဘရာဇီးနဲ့ပွဲမှာပေါ့လေရလက်ကောင်းတစ်ခုရရှိအောင်တော့ဒါစွမ်းဆောင်လာမဲ့အနေအထားလေးလို့မြင်မိပါတယ်ဟုတ်ကဲ့ပါကိုကျော်စောအဲ့တော့ဒီနေ့သင်ဘယ်အသင်းကကိုရင်စရှုံးမလဲဗျအမြင်လေးပြပါဦးအဓိကတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့အပြန်အလှန်သွင်းကိုတွေတော့မြင်တွေ့ရမယ်လို့တော့ထင်ပါတယ်။ဟုတ်ကဲ့မော်ရိုကိုကလည်းခေးတဲ့အသင်းမဟုတ်တာဖြစ်တဲ့အတွက်ဘရာဇီးရဲ့ခံစစ်အားနည်းမှုတွေကိုအကောင်းဆုံးသုံးချပြီးတော့ဒါသွင်းကိုတွေရနိုင်တဲ့အနေအထားမှာရှိတာပေါ့။ဘရာဇီးကတော့ဂိုးရဖို့ကဒီပွဲမှာတော့ကျိန်းသိပ်ပေါက်ရှိပါတယ်။ဒါပေမဲ့ဘယ်နှဂိုးရမလို့ဆိုတော့ကျွန်တော်တို့အဓိကစောင့်ကြည့်သွားအောင်ပေါ့။လုံးဝဘရာဇီးရဲ့ခေါ်ထားတဲ့လူငယ်အောင်ကြည့်မယ်ဆိုလို့ရှိရင်လည်းကလပ်အသင်းတိုင်းမှာပွဲဖြူပြောင်းနိုင်တဲ့ကစားသမားကြီးအကုန်ခေါ်ထားတာဖြစ်တဲ့အတွက်ဘရာဇီးကတော့မော်ရိုကိုနဲ့စားလို့ရှိရင်တိုက်စစ်မှာလူငယ်အရင်များတယ်ပေါ့တသိန်းကတော့တိုက်စစ်အကောင့်နဲ့ကစားသမားတွေခေါ်ထားပြီးတော့တသိန်းကတော့အသင်းနဲ့အတူကြစ်လက်မှုရှိပြီးတော့ခံစစ်မှာအပြုနိုင်တဲ့ကစားသမားတွေအများဆုံးခေါ်ထားတဲ့အနေအထားကိုမြင်တာဆိုတော့နှစ်သိန်းကတော့ပြိုင်ပွဲကိုပွတ်ထွက်လာမဲ့ပုံစံတွေတော့တူမှာမဟုတ်လို့တော့ကျွန်တော်တို့မြင်ရတာပေါ့ဟုတ်ကဲ့ဆွမ်းနာကျွန်တော်ပြောသလိုပဲပေါ့ဒီတပွဲတို့နီးပြိုင်ထဲမှာအဆယ်လော့တီရတဲ့ခီးလေးသူမဟုတ်တဲ့အတွက်ဒီလိုတော်နမတ်ပြိုင်ပွဲတွေမှာဆိုလို့ရှိရင်အဆယ်လော့တီတို့ဒါပိုချက်တီနိုတို့ဒါပို့ပြီးတော့လုပ်ပြတတ်တဲ့အနေအထားမှာရှိရဆိုပိုချက်တီနိုကတော့ဒါအမေရိကန်နဲ့ဒါပါရာဂွေးပွဲစဉ်မှာသူ့ရဲ့ဆွဲဆောင်မှုတို့ဒါအကောင်းဆုံးပြသွားပြီအဲ့တော့ဒီပြန်အဆယ်လော့တီအနေနဲ့သူ့ရဲ့ဆွဲဆောင်မှုဘိုင်းဆိုင်ရာတွေပဲကျွန်တော်ကစောင့်ကြည့်သွားမှာအဲ့တော့900ချင်းရလို့ရှိရင်တော့ဘရာဇီးကရနိုင်ချေမြင့်တယ်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့ဒါပေမဲ့လည်းဘရာဇီးရဲ့ခံစစ်အားနည်းမှုတွေကြောင့်ဒါမော်ရိုကိုကလည်းဂိုးတွေပြန်ပြီးတော့ရနိုင်တဲ့အနေအထားမှာရှိပါတယ်အဲ့တော့ဒီပြိုင်ပွဲကတော့ကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်အုပ်စုစီမှာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာပြီးတော့ပြန်လည်သွင်းဂိုးတွေနဲ့ပြည်သက်တွေစောင့်ကြည့်ရကြုံနေမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်လို့ပဲကျွန်တော်တို့ဒါသုံးသပ်မိပါတယ်ဟုတ်ကဲ့ပါတစ်စက်တည်းပဲဒါဂိုးရလက်လေးခံမှန်းပေးပါအောင်ဗျာဟုတ်ကဲ့ဂိုးရလက်အနေနဲ့ကတော့ကျွန်တော်တို့ကဘရာဇီးဘက်ကသွင်းဂိုးတွေဘယ်လောက်ထိယူမလဲဆိုတော့ကိုဒါခံမှန်းခက်တဲ့အနေအထားပါဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီပွဲစဉ်မှာအပြန်နဲ့သွင်းဂိုးတွေလည်းမြင်အောင်မယ်ဆိုတဲ့အချက်ကိုထိသွင်းစဉ်းစားပြီးတော့ကျွန်တော်ဒီပွဲစဉ်မှာဒါ2-1 3-1ဒီပုံစံတွေဖြစ်လာတော့ပြီးတော့ဒီထက်ဒီကောင်းတဲ့ဂိုးရလက်မျိုးတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်ဘရာဇီးရဲ့ခံစစ်ကအကောင်းဆုံးပြုပြင်လာပြီးတော့ဒါ 3C 2C ဆိုတဲ့ဂိုးပြက်ရလက်မျိုးတွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ပဲကျွန်တော်တို့သုံးသပ်မိပါတယ်တေချာတာတော့ဒီပွဲစဉ်မှာဘရာဇီးအနေနဲ့ရမှတ်တွေဆုံးရှုံးမှာတော့မဟုတ်ဘူးပြိုင်ပွဲကခက်ခဲပေမဲ့လည်းဒါအနိုင်ရလက်တစ်ခုကတော့အကောင်းဆုံးပုံဖော်သွားမယ်လို့တော့ကျွန်တော်တော့ဒါယုံကြည်မိပါတယ်ဟုတ်ကဲ့အဲ့တော့ကိုစထောင်းလည်းသုံးသပ်ပေးပါအောင်ဒါဂိုးခမန်းကြီးလေးပေါ့လေရလက်ကလေးဟုတ်ကဲ့ပါဒါဘရာဇီးနဲ့ဒီကစားသမားပိုင်းရှင်းမယ်ဆိုရင်လည်းဘရာဇီးကတော့တော်တော်လေးစွမ်းဆောင်ရည်ပိုင်းမှာကောင်းမွန်တဲ့ကစားသမားအများပြားဒါပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်လို့မော်ရိုကိုကတော့အဓိကခံစီအားကိုပဲအားပြုလာမဲ့နေထားမှာဒါဘရာဇီးကတော့ဒါကောင်တာကိုပဲအဓိကထိန်းပြီးကစားသွားမဲ့ပုံစံတွေပဲရှိနေပါတယ်ဟုတ်ကဲ့ဘရာဇီးကတော့ချိန်လုံးပွဲကိုသူ့အနေနဲ့လွှမ်းမိုးဖို့ပဲစူးစမ်းပြီးတော့ပြိုင်ဘက်အသင်းကိုဒုက္ခပေးမဲ့အနေထားတွေမှာဘရူနီစီယာတို့ဂျူနီယာတို့လို့ဒါရာဖင်ညာတို့ကစားသမားတွေကကဲကိုပြိုင်ဘက်ကစားသမားတွေကိုနည်းနည်းလေးစိတ်နှောက်ယှက်ပေးတဲ့အနေထားတွေလည်း
ရှိနေတဲ့အတွက်ကြောင့်ဒီပွဲမှာလည်းဒါအဝါကတ်တွေနီကတ်တွေကလည်းဒါမြင်တွေ့ရနိုင်တဲ့အနေအထားတွေလည်းဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ဒီဟာလည်းပွဲရလက်ကိုဒါတစ်မျိုးပြောင်းလဲသွားနိုင်တဲ့အချက်တွေထဲမှာလည်းဒါထည့်သွင်းလို့ရပါတယ်ဒီချိန်မှာဆိုရင်တော့ဒါဘရာဇီးကတော့လက်ရှိမှာဗီနီစီယက်တဲ့ဒါကွန်ညာတို့ကတိုက်စစ်မှာတော်တော်လေးတွဲဆက်မိနေတယ်လေအနေအထားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဘရာဇီးကတိုက်စစ်ကဒါဗီနီစီယက်ဂျူနီယာတို့ဆိုရင်ဒါပြိုင်ဘက်ခံစစ်တွေကိုအတော်လေးဒုက္ခပေးတဲ့နေရာမှာထူးချွန်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ပြိုင်ဘက် area တွေထဲမှာဒါ penalty အခွင့်အရေးတွေပါဒါဖန်တီးလာမဲ့ဒါရိပ်အောင်နေမြင်တွေ့ရပါတယ်ဒီတော့ကြောင့်မလို့ဒါဘရာဇီးကတော့ဒီပွဲမှာတကိုးကုန်းရှိဒါမှမဟုတ်2-0လောက်ပေါ့အဲ့လောက်နေထားလေးဖြစ်သွားမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဘာပြောဒီအုပ်စုစီမှာဒါထိတ်တန်းအသင်းနဲ့အသင်းဆုံတွေ့တဲ့ပွဲကတော့ဘယ်အသင်းနိုင်ရသွားမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျ